ကိုလိုရှင်တဲ့အရာတွေကိုရဖို့ဘလို့ manifest ပြုလုပ်ရမလဲဆိုတဲ့မိခွန်းကိုဒီဗီဒီယိုထဲမှာဖြည့်ပေးပါမယ်ဒီတော့ကိုလိုရှင်တဲ့အရာဆိုတာဘာလဲဆိုတာကိုတော့ပထမဦးဆုံးအနေနဲ့တိတိကျကျသိဖို့လိုတယ်ကိုလိုရှင်တာသည်အိမ်အသေးလားကအသေးလားစာမွေးအောင်ရှင်တာလားဘာဖြစ်ရှင်တာလဲအောင်မြင်မှုရရှိရှင်တာလားချစ်သူအဟောင်းကိုလိုရှင်တာလားချစ်သူအသက်ကိုလိုရှင်တာလားနိုင်ငံခြားသွားရှင်တာလားဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုလိုရှင်တာဘာလေးဆိုတာကိုပထမဦးဆုံးအနေနဲ့တိတိကျကျသိဖို့လိုပါတယ်အဲ့ဒီကိုလိုရှင်တာကိုတိတိကျကျမသိဘဲနဲ့ manifest ပြုလုပ်ရတာအဆင်မပြေပါဘူးဒါအပြင်လိုရှင်တာကတစ်ခုတည်းဖြစ်ရင်ပိုကောင်းတယ် manifestation ဆရာကြီးတွေကလိုရှင်တာနှစ်ခုသုံးခုကို manifest ပြုလုပ်တာတပြိုင်နဲ့ manifest ပြုလုပ်လို့ရတယ်တော့ပြောကြတယ်ဒါပေမဲ့ဒီစီကတော့တစ်ခုတည်းကိုပဲ manifestation ပြုလုပ်ဖို့အကြံပြုပါတယ်အဲ့ဒီတော့ဒီလိုရှင်တာတစ်ခုတည်းဆိုတာမှလေဒီနေ့ဟာကားလို့ရှင်တယ်နောက်နေ့တော့အိမ်လို့ရှင်တယ်နောက်နေ့တော့မဟုတ်တော့ဘူးဆိုရင်အဲ့ဒီ manifestation ကအဆင်ပြေမှာမဟုတ်ပါဘူးဒါကြောင့် manifest ပြုလုပ်တယ်ကိုလိုရှင်တာကိုရဖို့ manifest ပြုလုပ်တယ်ဆိုတဲ့အခါကိုဒီဘာကိုလိုရှင်တလေးဆိုတာကိုတိတိကျကျရှင်းရှင်းလင်းလင်းသိဖို့အရင်ဆုံးလိုအပ်ပါတယ်ဟုတ်ပြီကိုလိုရှင်တဲ့အရာတိတိကျကျရှင်းရှင်းလင်းလင်းသိသွားပြီဆိုရင်နေဘယ်နှစ်အနေနဲ့ manifestation နည်းတွေအကြောင်းကိုပြောပြပါမယ် manifestation နည်းတွေကအမျိုးမျိုးတော့ရှိတယ်အဲ့ဒီထဲကဒီစီအကျိတ်အနှစ်သက်ဆုံးနည်းကတော့ဆရာကြီး Neville Goddard ရဲ့ law of assumption ပဲဖြစ်တယ်အဲ့ဒီ law of assumption ဆိုတာကကိုလိုရှင်တဲ့အရာတွေဟာရနေပြီဖြစ်နေပြီတော့စိတ်ထဲမှာယုံကြည်နေတာမှဲ့ယူနေတာအဲ့ဒါကြောင့် law of assumption ကိုသုံးမယ်ဆိုရင်ဘာကိုသိထားရမလဲဆိုရင်အရင်ဆုံးအနေနဲ့ living from the end result ဆိုတဲ့စကားကိုသိဖို့လိုတယ်ဒါကနောက်ဆုံးရလက်မှာနေထိုင်ရှင်းတော့အတိတ်ပဲရတယ်အဲ့ဒီတော့မိတ်ဆွေကဥပမာပေါ့နော်ကားတစ်စီးလိုရှင်တွေဆိုပါစို့အဲ့ဒီကားကိုရရှိပြီးသားအရှိအနေထိမှာနေရမှာဖြစ်တယ်ဒီတော့မိတ်ဆွေကကိုလိုရှင်တဲ့ကားကို manifest ပြုလုပ်နေတယ်ဆိုရင်တော့အဲ့ဒီကားကိုပိန်ဆိုင်ထားတာ3လရှိဘသူကပေးတော့အဲ့ဒီကပိန်ဆိုင်တယ်ထီပေါလို့ရတယ်ပိတ်စင်အများကြီးရတယ်အဲ့ဒါတွေစဉ်းစားနေစရာမလိုဘူးကားကို manifest ပြုလုပ်နေတာဖြစ်တော့ငါမှငွေမရှိဘူးဘလို့လုံးပြီးဖြစ်နာမလဲဆိုတာတွေကိုလေစဉ်းစားနေစရာမလိုဘူးကိုလက်ထီမှာကားဟာရောက်ရှိနေတာအမှန်တကယ်ဖြစ်နေပြီတော့သိဖို့လိုတယ်ဒါကြောင့်ကားကို manifest ပြုလုပ်နေတယ်ဆိုရင်တော့အဲ့ဒီကားကိုပိန်ဆိုင်နေတာ3လလောက်ရှိပြီတော့ကိုစဉ်းစားကြည့်လိုက်ပြီးရင်ကိုဟာအဲ့ဒီကားကိုမောင်းပြီးရင်အလုပ်သွားတယ်တငယ်ချင်းဒေစီကိုသွားတယ်ခရီးသွားတယ်စသည်ဖြင့်ဒီကားအသစ်နဲ့ပိန်ဆိုင်ဒီကားအသစ်ကိုရရှိပိန်ဆိုင်နေပြီဆိုတာကိုသိထားဖို့လိုအပ်တယ်အဲ့ဒီလိုသိထားယုံတောင်မကဘလို့ဖြစ်နေရမလဲဆိုရင်ဒီကားအသစ်ကိုငါအမှန်တကယ်ရရှိနေပြီတော့ယုံကြည်ထားဖို့လေလိုတယ်ဒါကြောင့်ကားအသစ်ကို manifest ပြုလုပ်ရှင်တယ်ဆိုရင်ဒီကားကိုရရှိနေတာ3လလောက်ရှိပြီဆိုတဲ့ယုံကြည်ချက်နဲ့ကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုနေထိုင်ပါကားတစ်စီးကို3လလောက်ရရှိပိန်ဆိုင်နေပြီးသားကားပိန်ရှင်တယောက်ရဲ့စိတ်မျိုးကိုမွေးမြူထားပါဒါကဥပမာအနေနဲ့ပြောပြတာတကယ်တော့မိတ်ဆွေဟာအိမ်အသစ်လိုရှင်တယ်ဆိုရင်လေအဲ့ဒီလိုပဲအဲ့ဒီအိမ်အသစ်ရရှိနေပြီဘာကြောင့်ရရှိတယ်ဘလို့ရရှိတယ်အဲ့ဒါတွေကိုစဉ်းစားနေစရာမလိုဘူးကိုလိုရှင်နေတဲ့အိမ်အသစ်ကဘလို့ပုံစံလေးအခင်းကဘယ်နှခင်းပါမေးဘယ်နေရာမှာရှိမေးအဲ့ဒီလိုတိတိကျကျဆုံးဖြတ်ပြီးအဲ့ဒီအိမ်ကိုရရှိနေပြီဆိုတဲ့ပုံစံမျိုးနဲ့နေထိုင်ပါအဲ့ဒီအိမ်ကိုရရှိနေတာ1လရှိပြီ2လရှိပြီ3လရှိပြီစသည်ဖြင့်ပေါ့နော်ဥပမာပေးတော့အကောင်းဆုံးကတော့3လရှိပြီဆိုတဲ့ပုံစံမျိုးနဲ့ခံစားနေထိုင်ပါအိမ်တအိမ်ကိုပိန်ဆိုင်ထားတာ3လရှိနေပြီဖြစ်တဲ့လူတစ်ယောက်ရဲ့စိတ်မျိုးကိုမွေးမြူပြီးရင်နေထိုင်ပါ
ဒီလိုနေထိုင်လိုက်တယ်ဆိုတာက living from the end result ဆိုတဲ့စကားအတိုင်းနေထိုင်လိုက်တာဖြစ်တယ်ကိုလိုရှင်တဲ့အရာတွေရရှိပြီးပြီပိန်ဆိုင်ပြီးပြီဆိုတဲ့အရှိအနေထိမှနေထိုင်တာဖြစ်တယ်ဥပမာကိုလိုရှင်တဲ့ချစ်သူတယောက်ကိုပိန်ဆိုင်ရှင်တွေဆိုရင်လေအဲ့ဒီချစ်သူနဲ့ relationship တစ်ခုတည်းမှာအတူတကွရှိနေတာ3လလောက်ရှိပြီဆိုတဲ့ပုံစံမျိုးကိုနေထိုင်ပါချစ်သူတယောက်ရှိနေတဲ့လူတယောက်ကသောနေထိုင်ပါ single တယောက်လိုမနေထိုင်နဲ့ပေါ့ချစ်သူလိုရှင်တွေဆိုရင်ချစ်သူရရှိပြီးသားလူတယောက်ရဲ့ပုံစံမျိုးစိတ်ကူးမျိုးအနေနဲ့နေထိုင်ဖို့လို့ဒါက living from the end result လို့ခေါ်ပါတယ်ဒီလိုဆိုရင်ဆက်လက်ပြီးဘယ်လိုလုပ်ရမလဲဆိုရင် manifestation နည်းနဲ့အကြောင်းကိုပြောပြပါမယ်နောက်တစ်ဆင့်ကတော့ manifestation နည်းနဲ့တွေထဲမှာတချို့တလေတွေက visualization ပြုလုပ်တယ်တချို့တလေတွေကတော့ scripting method ဆိုပြီးရင်စာရေးပြီးရင်ပြုလုပ်တယ်တချို့တလေတွေကတော့ vision board ကြီးတယ်စသဖြင့်ကိုနဲ့အဆင်ပြေတဲ့နည်းနဲ့တွေကိုပြုလုပ်လို့ရပါတယ်အဓိကတော့ဘာနည်းနဲ့ကိုပဲပြုလုပ်အဲ့ဒီလိုပြုလုပ်တဲ့အချိန်မှာစိတ်ခံစားချက်အရေးကြီးတယ်ဒီတော့ဒီစီအကျိတ်နဲ့ဆုံးသောနည်းလမ်းကိုပြောပြပါမယ်အဲ့ဒီနည်းလမ်းကတော့ visualization ဆိုတဲ့စိတ်ကူးရင်ပုံဖော်မြင်အောင်ရှင်းပေးဖြစ်တယ်စိတ်ကူးရင်ပုံဖော်မြင်အောင်မေးဆိုရင်ဥပမာခုနကပြောခဲ့သလိုကားတစ်စီးကိုပိန်ဆိုင်နေပြီးသားလူတစ်ယောက်ကတော့နေရမေးဆိုရင်ညအိတ်ခါနီဆေးဆေးအချိန်မှာအဲ့ဒီကားကိုပိန်ဆိုင်နေတယ်ငါဒီကားနဲ့ဒီနေ့မှာဘယ်နေရာကိုခရီးသွားလိုက်တယ်စသည်ဖြင့်ကိုသွားလိုက်တဲ့ပုံစံတွေကိုစိတ်ကူးရင်ပုံဖော်ပြီးရင်မြင်အောင်လိုက်ကိုကအလုပ်ကိုနေ့စဉ်နေ့တိုင်းကားစီးပြီးသွားတယ်ပေါ့ဥပမာအဖြစ်ကိုပိန်ဆိုင်ထားတဲ့ကားကိုစီးပြီးရင်သွားနေတယ်မောင်းပြီးရင်သွားနေတယ်အလုပ်ကပြန်လာတဲ့အခါလေးအဲ့ဒီပိန်ဆိုင်ထားတဲ့ကားကိုစီးပြီးရင်ပြန်လာတယ်တငယ်ချင်းတွေကိုကားပေါ်မှာတင်ပြီးရင်ခရီးသွားတယ်စသည်ဖြင့်ပုံစံအမျိုးမျိုးနဲ့စိတ်ကူးရင်ပုံဖော်မြင်အောင်လို့ရတယ်ဒီနေရာမှာတခုပြောရှင်တာကတချို့သောသူတွေဟာစိတ်ကူးရင်ပုံဖော်မြင်အောင်မှုအားနေကြတယ်ဒါပေမဲ့အဓိကစိတ်ကူးရင်ပုံဖော်မြင်အောင်မှုအားနေပေမဲ့စိတ်ထဲမကြပါနဲ့ဘာလဲဆိုရင်အဓိကလူတိုင်းကစိတ်ကူးရင်တဲ့ဟုတ်တယ်မလားစိတ်ကူးရင်လူတိုင်းဒီစိတ်ကူးရင်တဲ့စိတ်ကူးရင်တဲ့ဆိုမိတ်ဆွေလေးစိတ်ကူးရင်တဲ့မှာပဲဒီတော့ကားကိုလိုရှင်တဲ့ကားကိုပိန်ဆိုင်နေတဲ့ပုံစံမျိုးနဲ့စိတ်ကူးရင်လိုက်ပုံဖော်လို့အစင်မပြေခေတည်ရှိတော့ပြောတာအဲ့ဒီလိုစိတ်ကူးရင်ပြီးရင်ဓာတိအမှန်တကယ်ဖြစ်နေပြီးတော့လုံဝခံစားပါကားအဲ့ဒီကားကိုပိန်ဆိုင်နေတဲ့ကားပိန်ရှင်တယောက်ရဲ့ခံစားချက်နဲ့ခံစားပါ feeling ပေါ့နော်အဓိကဆရာကြီး never ကဘာပြောလဲဆိုရင် feeling is the secret လို့ပြောတယ်ဖြစ်လို့လေဆိုရင်ဒီစိတ်ခံစားချက်ကိုမွေးမြူဖို့အဓိကလို့ဒီစိတ်ခံစားချက်ဒီမသိစိတ်နဲ့သိစိတ်ကြားမှာတရားထိုးပေးတဲ့အရာဖြစ်တယ်သိစိတ်ကပုံဖော်သိစိတ်က manifest ပြုလုပ်လာအောင်ဖန်တီးယူလို့မရပါဘူးတကယ် manifest ပြုလုပ်တယ်ဖန်တီးတယ်ဆိုတာမသိစိတ်ကပြုလုပ်တာဖြစ်တယ်ဒါကြောင့်သိစိတ်ကနေပြီးရင်မသိစိတ်ကိုအရောက်သွင်းပေးဖို့လိုတယ်အဲ့ဒီလိုသိစိတ်နဲ့မသိစိတ်ကြားမှာပေါင်းကူတရားက feeling ပဲဖြစ်တယ်အဲ့ဒီကြောင့် feeling မပါဘူးဆိုရင်ဒီစိတ်ခံစားချက်မပါဘူးဆိုရင်ကိုပြုလုပ်နေတဲ့ manifestation ကတော့အရင်ကြီးခရီးရောက်မဟုတ်ပါဘူးကိုကဥပမာ visualization ပြုလုပ်တယ်ဘလောက်ပဲစိတ်ကူးရင်ပုံဖော်မြင်ရောက်နေပါစေကိုရဲ့စိတ်ခံစားချက်မပါဘူးဆိုရင်ဒီစိတ်ကူးရင်ပုံဖော်မြင်ရောက်မှုကအလကားပဲတချို့တလေတွေဆိုရင် affirmation ရွက်ဆိုတယ်အဲ့တော့ငါကကားကိုပိန်ဆိုင်နေပြီဒီကားကိုပိန်ဆိုင်ရလို့ငါအရင်စိတ်ရှင်းသားတယ်ပစားကဘလောက်ပဲပျော့နှုတ်ကဘလောက်ပဲရွက်ဒီ feeling ဆိုတဲ့စိတ်ခံစားချက်မပါဘူးဆိုရင်ဒီ manifestation ကတော့အရင်အထမမြောက်ပါဘူးဒါကြောင့်ကိုပြုလုပ်နေတဲ့ manifestation အဆင်ပြေဖို့အဲ့ဒီခံစားချက်ကိုမွေးမြူဖို့လိုတယ်အဲ့ဒီခံစားချက်ကိုမွေးမြူပြီးရင်ဒီကားကိုပိန်ဆိုင်နေပြီဆိုတဲ့ခံစားချက်နဲ့တညတာလုံးအိပ်ပျော်သွားပါစေအဲ့ဒီခံစားချက်ကပဲအရေးကြီးတယ်ပြီးရင်မနဲ့မိုးလင်းအဲ့ရကထားတဲ့အချိန်မှလေငါဒီကားကိုပိန်ဆိုင်နေပြီဆိုတဲ့စိတ်ခံစားချက်ကိုမွေးမြူပါဒါကဥပမာအနေနဲ့ကားပိန်ဆိုင်တာကိုပြောပြတာမိတ်ဆွေလို့ရှင်တာဘာလေးဆိုတာတော့ကိုတိုင်ပဲသိမှာပေါ့နော်ဒီတော့ကိုလို့ရှင်တဲ့အရာတွေရရှိနေပြီပိန်ဆိုင်နေပြီဆိုတဲ့စိတ်ခံစားချက်နဲ့အိပ်ပျော်သွားပြီးရင်အဲ့ဒီအရာတွေရရှိပိန်ဆိုင်နေပြီဆိုတဲ့စိတ်ခံစားချက်နဲ့မနဲ့မိုးလင်းတဲ့အခါအဲ့ရကထားလိုက်ပါဒီလိုဆိုရင်မိတ်ဆွေရဲ့ manifestation ဟာမြန်ဆန်အကောင့်အထိပေါ်လာပါလိမ့်မယ်